အများသောအိမ်သာအတွင်းချောင်းမြောင်းဗီဒီယိုရိုက်ကူးသူတဦးကိုဖမ်းဆီးရမိခဲ့ပါတယ်။2026ခုဇွန်လ26ရက်နေ့မှာထိုင်းနိုင်ငံချွန်ဘူရီခရိုင်မှာရှိတဲ့ဝန်နွန်ကက်နွိုင်းဈေးမှာအမျိုးသမီးများအထူးသတိပြုရမယ့်ဖြစ်စဉ်တစ်ခုဖြစ်ပွားခဲ့ပါတယ်။သတင်းရရှိချက်အရအဆိုပါဈေးမှဈေးသည်အမျိုးသမီးတဦးဟာအများသောအိမ်သာမှာတက်နေစဉ်အတွင်းမိမိရဲ့အနောက်ဘက်မှနေ၍လက်ကင်ဖုံးဖြင့်ထူးဆန်းစွာခိုးယူဗီဒီယိုရိုက်ကူးနေသည်ကိုရုတ်တရက်သတိပြုမိခဲ့ပါတယ်။ထို့သို့ချောင်းမြောင်းရိုက်ကူးခံရမှုကိုတွေ့ရှိပြီးတဲ့နောက်အလွန်ထိတ်လန့်သွားခဲ့ရပြီးပတ်ဝန်းကျင်ကိုအော်ဟစ်အကူအညီတောင်းခံခဲ့ကြောင်းသိရပါတယ်။ဒီနောက်အဆိုပါရိုက်ကူးသူအမျိုးသားဟာအခင်းဖြစ်ပွားရာနေရာမှထွက်ပြေးလွတ်မြောက်ရန်ကြိုးပမ်းခဲ့တော်လဲပတ်ဝန်းကျင်ရှိမိဘပြည်သူများနှင့်ဈေးသူဈေးသားများ၏ဝိုင်းဝန်းကူညီမှုကြောင့်မလွတ်မြောက်ဖက်လက်ရဖမ်းဆီးရမိခဲ့ပါတယ်။